HG ဆိုတာ A ဆိုတာ30เนาะ B ဆိုတာ9အခန်း15เนาะ The foreign capital ဆိုတာတည်တာ capital mark ဆိုတာ capital supermarket ဆိုတာရန်ကုန်မှာရှိတယ်เนาะရွှေပြည်နားမှာเนาะ category ဆိုတာကအမျိုးအစားเนาะဘယ်လိုအမျိုးအစား investment လုပ်မှာ investment ဆိုတာယင်းနှိမ့်မြုပ်နှံမှာเนาะနိုင်ငံခြားငွေစက္ကူတဲ့เนาะနိုင်ငံခြားငွေစက္ကူအမျိုးအစားယင်းနှိမ့်မြုပ်နှံမှာเนาะဘာတွေရောက်ယင်းနှိမ့်မြုပ်နှံဆိုတာငကြင်းစီနဲ့ငကြင်းကြော်တာပေါ့ကွာပြောပြမှာဆိုရင်เนาะအဲ့မှာအခန်း15ဒါမြန်မာလိုရေးတာနိုင်ငံခြားမထဲငွေစီရင်တာဟာလားမာတီငွေစီရင်တာမထဲငွေစီရင်ကော်မရှင်နိုင်ငံခြားမတီငွေစီရင်ဘာလက်ခံနိုင်အောင်နဲ့เนาะလက်ခံခွင့်ပြုဆောင်ရတဲ့ဟော AG နဲ့ CU AG ဆိုတာငွေเนาะCU ဆိုတာ G เนาะငွေ G အမျိုးအစားရင်းနှီးမြှုပ်နှံသူအမည်ပြမှတ်ပုံတင်ရမည်တဲ့เนาะငွေပေါင်တင်တာပေါ့ကွာပြောရမှာဆိုရင်ငွေပေါင်တင်နိုင်ငံခြားတော့ငါတို့စီလာတဲ့ခါငွေပေါင်တင်တယ်ရွှေပေါင်တင်တယ်အမျိုးတွေလာတာเนาะသူတို့မှမဟုတ်တယ်နိုင်ငံခြားမှာတိငွေအမျိုးအစားကိုဖော်ပြရမယ်เนาะနိုင်ငံခြားမှာတိငွေရင်းအမျိုးအစားကဒီမှာ1000ကျပ်ရှိတယ်နောက်တော့ဆိုတော့ပြည်တော်စုအစိုးရခွင့်ပြုချက်ရှိတယ်အဲဒီမှာ9000ကျပ်ဆိုတဲ့ဥစ္စာမျိုးတွေရှိတယ်ပေါ့เนาะဒါပေါ့ငကြင်းစီနဲ့ငကြင်းဆိုတော့အဲ့ဒါပေါ့เนาะနိုင်ငံခြားငွေစီရင်ဆိုတာအဲ့ဒါပဲလောက်ရကိုရက်စဲနေတဲ့ကော်မရှင်ဒီတတ်မှတ်ဒီပြန်လဲထုတ်ယူနိုင်နိုင်ငံခြားမှာတိငွေရင်းကိုတတ်မှတ်အချိန်ကာလတည်းเนาะယူဆောင်လာတိပြန်လဲထုတ်ယူနိုင်တယ်เนาะနိုင်ငံခြားမှာတိငွေအမျိုးအစားလေးကိုတဲ့ဖော်ပြပါကွာ1000ကျပ်တန်နဲ့9000ကျပ်တန်ပေါ့เนาะနိုင်ငံခြားမှာတိငွေ1000ကျပ်တန်နဲ့9000ကျပ်တန်အဲ့ဒီအမျိုးအစားလေးကိုတဲ့သူကဒီနိုင်ငံမှာစစ်ပွဲတွေဖြစ်တာတို့အဲ့မျိုးပြဿနာတွေများတဲ့ခါကျရက်ဆယ်ပဲကွာရက်ဆယ်တဲ့ဒါတွေကိုသူတို့ပြန်ရတဲ့ထုတ်ယူသွားနိုင်တယ်ပေါ့နော်နိုင်ငံခြားငွေလဲပြောင်းခြင်းအဲ့ဒါစာမျက်နှာ39လို့ပါခဏရှက်လာနော်အဲ့တော့ဒီမှာငွေစက္ကူတွေရလာပြီနော်ရွှေပေးတယ်ငွေပေးတယ်ကြေးပေးတယ်အဲ့ဒီကငွေစက္ကူတွေထွက်လာပြီအဲ့ဒီထွက်လာတဲ့ငွေစက္ကူတွေကိုဘာလုပ်တယ်ဆိုတော့ဒီအသုံးပြုခွင့်ပြင်ငှားရမယ်နော်ပြည်တော်စုအစိုးရကကြိုတင်သဘောတူညီဖြင့်ကြိုတင်ပြည်တော်စုအစိုးရကြိုတင်သဘောတူတာဒီမှာနော်ပြည်တော်စုအစိုးရမြန်မာနိုင်ငံတော်ပြည်တော်စုအစိုးရပြည်တော်စုအစိုးရဆိုတော့တိုင်းရင်းသားတွေပေါ့နော်တိုင်းရင်းသားတွေကကြိုတင်သဘောတူတာတဲ့ငွေစက္ကူက1000တန်နဲ့9000ကျပ်တန်ပေါ့နော်ဒီနေ့ဝင်ခဲ့ကိုသူတို့နားခိုင်းတာပေါ့နော်အစိုးရခွင့်ပြုချက်ရရှိတော်မူအစိုးရကစီမံခန့်ခွဲစီတော်မူဆိုတာဘူရာကြီးတို့ကာဝင်လို့အစိုးရဌာနပဲစီမံခန့်ခွဲစီတော်မူပေါ့ဆက်သွယ်ရေးရုံလို့ပါပဲเนาะအစိုးရဌာနအဖွဲ့အစည်းပိုင်ကြီးစီပင်သာရေးပိုင်နေမြေပေါ့เนาะဥပမာဆိုရင်199စဉ်ဂျင်းနဲ့ဆက်သွယ်ရေးဆိုတော့ဆက်သွယ်ရေးရုံလို့ပါအဲ့မျိုးပေါ့เนาะနိုင်ငံသားပိုင်ပုဂ္ဂလိကပိုင်ကြီးနိုင်ငံသားပိုင်ပုဂ္ဂလိကပိုင်ကြီးလည်းရှိတယ်เนาะနိုင်ငံသားဖြစ်ရမယ်ပုဂ္ဂလိကစစ်တမတော်တဲ့ဝင်လာလဲသူဖြစ်ရမှာကွာပုဂ္ဂလိကဆိုတာစစ်တပ်ပိုင်ပေါ့เนาะမြေလို့မြေရိုင်းဖို့မှာကွာစိုက်ပျိုးရေးတွေမွေးမြူရေးတွေလုပ်မယ်ကွာနိုင်ငံသားပဲလာဆိုင်မယ်ပင်ဆိုင်မယ်ပြီးမြေပဲစီတွေထုတ်ရောင်းမယ်ဒါပေါ့เนาะဒီစုံတွေဆိုင်မယ်ဒီစုံတွေပြင်ရောင်းမယ်ငွေလည်းပဲစီစဉ်မှုကိုသူတို့ပြတာပေါ့เนาะ9000 1000တန်နဲ့ပြမှာကွာ100မှာပါရေးရဆိုတော့အဲ့ဒီမှာ250ဒီငါးရခွင့်ပြုနိုင်ပြီတဲ့เนาะအစိုးရမြေဆိုတာစက်သက်ရေးတိုင်ထောင်းတော့ကွာတိုင်ထောင်းလို့ဆို250လောက်ငါးမှာဟာအော်ဒီလူလူပေါက်ဆိုရင်အခုဆို250ပြည့်သွားပြီလားเนาะ250ပြည့်သွားပြီလေเนาะတေးနော်လို့ဆိုရင်250မပြည့်ခင်ထွက်ခွာသွားတော့မှာเนาะအဲ့မှာဘူကျုပ်ရကြီးဆိုတာတခုရှိတယ်เนาะဘူကျုပ်တွေထိန်းသိမ်းတဲ့မြေကွက်ရှိတယ်ညီဥပဒေ69မှာ250ထိငါလို့ရတယ်เนาะ69ဆိုတာကြီးနဲ့စကားပြောတဲ့ဥစ္စာတွေပေါ့เนาะဥပမာဆို199အိမ်ငါမှဆိုအနည်းဆုံး250ထိငါမှာเนาะ100ကျတော့10နဲ့10နဲ့စီတက်တန်သူတစ်ချိန်မှာ10နဲ့10နဲ့စီတက်တန်သူကြီးငါလိုက်တယ်အစိုးရတစ်ဖွဲ့ပြောင်းသွားတယ်ကိုရီးယားလာလိုက်ဂျပန်လာလိုက်တရုတ်လာလိုက်အဲ့လို10နဲ့10နဲ့10နဲ့စီတက်တန်သူကအဲ့ဒါပြောတာเนาะအဲ့မှာနောက်ဒီမှာသူရေးထားတဲ့ဥစ္စာက109ဆိုတာတက္ကသိုလ်ကျောင်းဆိုတော့သူကပြန်တယ်လောက်လာပေါ့နော်စီးပွားရေးဖွံ့ဖြိုးပြီးတော့သူတည်တနာဆိုတာတက္ကသိုလ်အားရောစတာပဲเนาะ9ဆိုတာစာကြည့်တဲ့စတာ
မော်လမြိုင်စာကြည့်တဲ့ဖွံ့ဖြိုးတိုးတက်ရေးလုံငါပြောင်းဆိုရအဖွဲ့ကြီးတူခွင့်ပြုချက်ပြစီးပွားဖွံ့ဖြိုးမှုနေပါပြီးနောက်ဆက်သွယ်မှုဖုံးတွေမရှိတဲ့ဥစ္စာဟောစီးပွားရေးဖွံ့ဖြိုးမှုနေပါတယ်ဟောတွာလာရေးခက်ခဲတယ်တွာလာရေးဆိုတာဘတ်စကားတွေမရှိတဲ့နေရာပေါ့နော်မြို့ပရထားတွေမရှိတဲ့နေရာဥပမာမော်လမြိုင်မြို့တွေမျိုးနော်မြို့ပရထားမရှိတဲ့နေရာခက်ခဲတော့နေရာမှာရင်းနှီးမြှုပ်နှံမှုတွေမိမိတွေ69တရားတို့69ရှိတယ်ကွာ69ကစက်သိရေးတိုင်တွေပဲထောင်းတာကြီးနေစကားပြောစဲပါရထားလမ်းတွေပဲလုံးမဆိုအစိုးရအနည်းဆုံး250လောက်ယူတယ်ဘာဖြစ်လို့လဲတမ်မနီတန်ရင်ကျူလာလို့ပါလို့အဲ့ဒီကိစ္စတွေရှိတာပေါ့မြေအသုံးပြုခင်းကာလာကြတော့အနည်းအများဆုံး10နှစ်ထိ900နိုင်တယ်နော်ဥပမာဆိုKIA ကိုရီးယားကားတွေမြန်မာနိုင်ငံထဲဝင်လာပြီเนาะဂျပန်တွေဘယ်လိုဂျပန်နိုင်ငံသားတွေဘယ်လိုလုပ်ခဲ့တယ်သူတို့ကြည့်တယ်ပေါ့နော်တရုတ်နိုင်ငံသားတွေလည်းအဲ့လိုပဲကြည့်တာပေါ့ကြည့်ပြီးသူတို့အဲ့ဒီကားတွေထုတ်လုပ်မှာပေါ့နော်ကားတွေထုတ်လုပ်တဲ့ခါကျရင်ခဏခွင့်တွေခွင့်ပြုလာနိုင်တယ်ပေါ့နော်ကားတွေထုတ်လုပ်မှာဆိုရင်အမြင်ငှားမယ်မြင်ငှားပြီးွားလို့ဆိုလို့ရှိရင်မှာတရုတ်နိုင်ငံထုတ်ကားတွေကိုရီးယားနိုင်ငံထုတ်ကားတွေပြန်ဝယ်စီးလို့ရတယ်ပေါ့နော်ကွာငကျင်းစီနိုင်ငံကျင်းကျော်တော့ဗောမြင်ငှားလိုက်ပြီကွာဥမာမျိုးမြေဘူကြီးဖြစ်သွားတယ်ကွာမြေပွဲကြီးရတယ်ကွာရတဲ့အခါကျတော့မြန်အဲ့ဒီမြေပေါ်ငှားမှာကွာမြန်ပွဲလက်မှတ်တွေရတာကွာအဲ့မြေပေါ်ငှားမယ်အဲ့ဒါမင်းမတိဘူးကွာမင်းမတိတယ်တီးတာရှိမှမတိတာရှိမှအဲ့စာချုပ်ပိုင်းမင်းမတိတာကြီးများမှာပေါ့ကွာအဲ့ဒါတွေကိုဘူကြီးတွေရပြီးတော့ဒီဟာငွေစက်ကူတွေထုတ်လုပ်တယ်ပေါ့ကွာဘူကြီးတွေရေးထားလာတဲ့ငွေစက်ကူတွေထုတ်လုပ်တယ်ထုတ်လုပ်ပါပြီးဒီဟိုဘက်ချမ်းသွားတယ်စာချုပ်တွေချုပ်တယ်အိမ်ငှားတယ်ပတ်စံတွေပြီးတယ်အဲ့ခါကျရင်ရောဘတ်ချမ်းတွေငှားတာပေါ့ကွာဒီခါကျရင်မင်းဟိုကလောက်အောင်ပေါ့ကွာမော်တော်ကားတွေဝယ်တာပေါ့ကွာအဲ့လိုချမ်းသာသွားတာပေါ့ကွာတော့မယ်ချမ်းသာသွားတဲ့ခါကျတော့ကွာလိုက်ကလေးတွေရောက်သွားလိုက်ကလေးမှာပတ်စံတွေပြန်တုံးလိုက်တယ်ကွာ KTV မှာမင်းပတ်စံတွေပြန်တုံးလိုက်တဲ့ခါကျတော့မင်းဘာပြောရဆိုတော့ပတ်စံတွေကမင်းစီမှာမရှိတော့ဘူးပေါ့ကွာမရှိတော့တဲ့ခါကျမင်းနောက်ထပ်မြေတွေကထက်ရောက်တော့ကွာထက်ရောက်တဲ့ခါကျတော့မြေတွေကငှားရမ်းလာလို့ထက်ရောက်လာလို့ရှိတော့ကွာရှိတဲ့ခါကျရင်မင်းရဲ့ဘွဲလက်မှတ်တွေကိုသူတို့တိန်လာတယ်စစ်တပ်တိန်လာတယ်ရဲဌာနတွေကတိန်လာတယ်မင်းတို့လည်းမပြောဘူးစာချုပ်တွေချုပ်လာတယ်မပြောမင်းရတရထိုက်တဲ့ငွေတွေနင်းတဲ့ပွားလက်ပေးမယ်မင်းရဲ့နိုင်ကလလေးတက်မယ်ဟိုဟာတွေတွားမယ်ဒီဟာတွေတွားမယ်shopping mall တွေတွားမယ်အဲ့လိုမျိုးဆိုရင်မင်းရဲ့ပတ်စံတွေကုန်ခံသွားမယ်ဓာတ်ဆီတွေထည့်တဲ့ခါကျမင်းရဲ့ပတ်စံတွေကုန်ခံသွားမယ်နောက်မင်းရဲ့အတွေ့အကြုံပါချိန်တဲ့ခါကျရင်ရုပ်ရှင်တွေပါတွားဟိုစာဒီစာဆိုမင်းရဲ့ပတ်စံတွေကုန်ခံသွားမယ်အဲ့လိုကုန်ခံသွားတဲ့ခါကျရင်မင်းကဘယ်လိုလုပ်မလဲနိုင်ငံခြားနောက်တနိုင်ငံကိုရင်းနှီးမြှုပ်နှံမှုထပ်ခေါ်တယ်ခေါ်ပြီးတော့ငွေစက်ကူ3000ကျပ်တွေ1000ကျပ်တွေ2000ကျပ်တွေရိုက်ထုတ်လိုက်မယ်ပြီးရင်ဒီခိုင်းမှုတွေထပ်လုံးမယ်ဟိုကလုံးလိုက်ဒီကလုံးလိုက်ဟိုကတူလိုက်ဒီကတူလိုက်တူရင်းနဲ့ကားလိုက်